လုံးတော်ကိုနာစင်ညာစကားတွေပြောနေလိုက်တာသူဝဲကိုတော့ကိုနာရှိနေသည်မဘာကြောင့်များလဲဒီလားချစ်ရအနုသာလကလေးတွေနဲ့ယူရကျင်နာစွာထွေးပွေယူထားသူအားအတွေ့တွေနှွေးနေစေပါဒီလိုမြင်ကြခံစားရလေသည်မစက္ကမချလုံးသားနဲ့တူပါအသေးသေးနဲ့တူချစ်နေတာဖြူစင်သောမြတ်တာမှန်ကန်သောသစ္စာကြောက်စေရုံလက်မှာတဲ့ဆိုင်မှာပြောက်ပြတ်နိုင်ပါလောကလာသစ္စာတရားပွေချဘယ်မှာတွေ့နိုင်မှာယူဆများစွာချိုးတော့နှလုံးသားထဲမှာရှာလက်ချိုးရတာရုပ်လက္ခဏာကိုဖို့မှာကလာတရားကိုနှုတ်ပြင်လာပါ Ponga lengua today.